ဒီလိုဆွဲတော့ enemy ကပါမလာဘူးဒါပေမဲ့ဒီလိုကြတော့ enemy ကပါလာတယ်တကယ်တမ်းဆွဲလိုက်တဲ့ဂျိတ်ကြီးကတလွယ်ကြီးဒါပေမဲ့ enemy အနားရောက်ခါမှာဂျိတ်ကကွေ့ပြီးတော့ enemy ကိုချိတ်သွားတာโอเคကျွန်တော်ဒီနည်းလမ်းလေးကိုတော့ဒီဘရိုလေးကအဆုံးမှာပြောပြပေးသွားမှာပါတကယ်လို့ဘရိုတို့ကချောင်းတို့စေပါလိုမျိုး single target အိမ်နဲ့ hero တွေကင်ထားရဆိုလို့ရှိရင် control setting တွေက lower AP ဆိုတာကိုထားပေးဖို့လိုပါတယ်အရင်ဆုံးဒီ setting 3ခုရဲ့အကြောင်းကိုရှင်းပြပါမယ်ဒီ control setting မှာပထမဆုံးတွေ့ရတဲ့ lower AP% ဆိုတာကိုထားထားမှဆိုလို့ရှိရင် AP% နည်းတဲ့ enemy ကိုပဲရွေးပြီးတော့အိမ်မှာပါဒီနေရာမှာဆိုရင် saber က AP% နည်းတဲ့ hero ကိုပဲရွေးပိုင်းတာကိုတွေ့ရမှာပါဒီ control setting မှာနောက်ထပ်တွေ့ရတဲ့ lower AP ဆိုတာကိုထားထားမယ်ဆိုလို့ရှိရင်တော့ enemy လိုအပ်ကြတဲ့ကတွေ့ရနေတဲ့ main maxman တို့ကိုပဲရွေးပြီးတော့အိမ်မှာပါချောင်းဆိုလို့ရှိရင်လည်းဒီတိုင်းပဲတစ်ဖက်ကတွေ့ရနေတဲ့ main maxman တို့ကိုပဲရွေးပြီးတော့ကန်မှာပါဒီ control setting မှာနောက်ဆုံးတွေ့ရတဲ့ close target ဆိုတာကြတော့ကိုနဲ့နီးတဲ့ enemy hero ကိုပဲရွေးပြီးတော့အိမ်မှာပါနောက်ထပ်အနေနဲ့ဆိုလို့ရှိရင် bro က plane shot ကိုဒီလိုမျိုးမြန်မာလိုပြီးပဲပြစ်နေတော့လားဒါဆိုလို့ရှိရင်တော့ plane shot ကိုအထားကြကြပြစ်လို့ရမယ်နီးလန်းလေးကိုပြောပြပေးမယ်ဒါကတော့ control setting တွေက aim panning ဆိုတာကိုဖွင့်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ plane shot ကိုခုလိုမျိုးကင်မရာမြင်ကွင်းကျန်နဲ့ပြစ်လို့ရပါပြီဒီ aim panning mode ကိုဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ Selena Arrow ပြစ်ကြတာတကယ်ကို share ကြီးပါဒါပေမဲ့ funny ကိုင်းတဲ့နေရာမှာတော့ aim panning mode ကိုဖွင့်ထားလို့မရပါဘူးတကယ်လို့ဒါ bro တို့က aim panning mode ကိုဖွင့်ပြီးတော့ funny ကိုင်းမယ်ဆိုလို့ရှိရင်တော့ခဏလေးနဲ့ကောင်းနေမူးနောက်လာမှာတေးကြပါတယ်နောက်ထပ်အနေနဲ့ aim panning mode ဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ Xavier နဲ့ Moscow တို့ရဲ့ Eddie တို့ကိုတော့အတိုင်းအတာတစ်ခုတည်းပဲကင်မရာမြင်ကွင်းချဲ့ပေးပါတယ်နောက်ထပ်အနေနဲ့ဝမ်မန်ကိုင်းတဲ့နေရာမှာအဆင်ပြေစေမဲ့ setting လေးကိုပြောပြရမယ်ဒါကတော့ control setting တွေက attack activation distance ဆိုတဲ့နေရာမှာ distance ဆိုတာကိုရွေးပြီးထားမယ်ဆိုလို့ရှိရင်တော့ခုလိုမျိုး enemy နဲ့အကွာအဝေးတစ်ခုမှာရှိနေတယ်ဆိုလို့ရှိရင်တော့မှ basic attack ခလုတ်ကိုနှိမ့်လိုက်တဲ့အခါကိုယ်နဲ့အနည်းဆုံးမှာရှိတဲ့ enemy ဒါမှမဟုတ် jungle creep စားတဲ့အရာတွေကိုတွားပြီးတော့အိမ်တာကိုတွေ့ရမှာပါဒီတော့1-1အနေနဲ့အနားမှာ enemy jungle creep စားတဲ့အရာတွေမရှိဘူးဆိုလို့ရှိရင်တော့1-1အနေနဲ့ခုံစားတွားဖို့ခက်ပါတယ်နောက်ထပ်အနေနဲ့ control setting တွေက attack activation distance ဆိုတဲ့နေရာမှာ close ကိုထားမယ်ဆိုလို့ရှိရင်တော့1-1အနေနဲ့အနားမှာအင်းစီယာ target မရှိလဲအခုလိုမျိုးပြစ်လို့ရပါတယ်ဒီတော့အနားမှာအင်းစီယာ target မရှိလဲခုံစားသွားရတာအဆင်ပြေသွားပါပြီတကယ်လို့ bro တို့က1-1ကိုင်ထားရဆိုလို့ရှိရင်တော့ attack activation distance ဆိုတဲ့နေရာမှာဒီ close ကိုရွေးထားဖို့လိုပါတယ်ကဲနောက်ဆုံးမှာတွေ့ရတဲ့ fifth position based on range ဆိုတာကြတော့ enemy နဲ့ဝေးတဲ့နေရာမှာဆိုလို့ရှိရင်တော့ enemy ကိုတွားအိမ်တာမျိုးမရှိပါဘူးဒါပေမဲ့ enemy နဲ့နည်းနည်းနီးသွားပြီဆိုလို့ရှိရင်တော့ enemy ကိုပဲတွားအိမ်မှာပါအရင်တုန်းကဒီ control setting တွေက attack activation distance ဆိုတဲ့နေရာမှာ close ကိုထားမယ်ဆိုလို့ရှိရင်တော့ Melissa အတွက်လည်းအသုံးဝင်ပါတယ်အခုလိုမျိုး Melissa skill တို့ကို enemy အနားကိုပြစ်ချလိုက်ပြီးတော့ဒီလိုမျိုးပြစ်နေမယ်ဆိုလို့ရှိရင်တော့ enemy ကို damage ပေးပါတယ်ဒါပေမဲ့အခုနောက်ပိုင်း Melissa ကို nap လိုက်ရဆိုတော့ Melissa အတွက်ဒီ setting ကတိတ်ပြီးတော့အသုံးဝင်တော့ပါဘူးရှေ့ဆုံးမှာ Franco ကြီးကကွေ့ပြီးတော့ enemy ကိုဘလို့ချိန်သွားရလဲဆိုတဲ့အကြောင်းအရာလေးကိုဆက်ပြီးတော့ပြောပြပေးပါမယ်ဒီအတွက် setting ချိန်နည်းရလို့တော့တည်တံမရှိပါဘူးတကယ်လို့ bro တို့က Franco ကင်ပြီးတော့ချိန်ဆွဲတော့မယ်ဆိုလို့ရှိရင် enemy ကို Alexander တက်ကနေပိုင်းလက်ပါတကယ်လို့ bro တို့က enemy ရဲ့ bebel ချမ်းမှာ position ယူထားရဆိုလို့ရှိရင်တော့ Franco ချိန်ဆွဲတဲ့အခါမှာ enemy ရဲ့ bebel ချမ်းကိုပဲဦးစားပေးပြီးဆွဲမယ်ဆိုလို့ရှိရင်တော့ Franco ရဲ့ချိန်ကကွေ့ပြီးတော့ enemy ကိုချိတ်ပါလာတဲ့ chance ကနည်းပါတယ်တကယ်လို့ bro တို့က enemy ရဲ့ဘယ်ဘက်ချမ်းမှာပဲ position ယူထားတယ်ဒါပေမဲ့ဂျိတ်ဆွဲတဲ့အခါမှာ enemy ရဲ့ညာဘက်အချမ်းကိုဦးစားပေးပြီးဆွဲမယ်ဆိုလို့ရှိရင်တော့ဂျိတ်ကကွေးချိတ်ပြီးတော့ enemy ပါလာနိုင်တဲ့ chance ကပိုများပါတယ်ဒီလိုပဲ bro တို့က enemy ရဲ့ညာဘက်ချမ်းမှာ position ယူထားပြီးတော့ enemy ရဲ့ညာဘက်ချမ်းကိုဦးစားပေးပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်တော့ enemy ကိုဂျိတ်ကကွေးချိတ်ပြီးတော့ပါလာနိုင်မှု chance ကနည်းပါတယ်ဒါပေမဲ့ bro တို့ကညာဘက်ချမ်းမှာလည်း position ယူထားတယ်ဒါပေမဲ့ဂျိတ်ဆွဲတဲ့အခါမှာ enemy ရဲ့ဘယ်ဘက်ချမ်းကိုဦးစားပေးပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်တော့ enemy ကိုဂျိတ်ကကွေးချိတ်ပြီးတော့ပါလာနိုင်မှု chance ကပိုများပါတယ်ကဲ bro ရေဒီ bro လေးကတော့ဒီလောက်ပါပဲเนาะကျွန်တော်တို့တွေနောက် video လေးမှာပြန်တွေ့ကြမယ်เนาะ